စီဗယ်နီးပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများအင်ဂျင်နီယာများအတွက်မြန်မာလိုသင်ကြားပေးထားတဲ့ဒီ ETF and SAFE ဘောလုံး1ဘောလုံး2 ETFT estimate စာအုပ်နဲ့ဗီဒီယိုသင်ခန်းစာများကိုတကယ်လို့ဝယ်ခြင်းနဲ့ solution တော့ဒီ comment အောက်မှာမေးလို့ရပါတယ်ဖုန်းဆက်ပြီးတော့လည်းမှာလို့ရတယ် Messenger မှာ send message ကိုနှိပ်ပြီးတော့လည်း Messenger မှာမှာလို့ရပါတယ်ဒီစာအုပ်တွေကဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိတယ်ဘယ်သူတွေလိုအပ်တာလဲဆိုထပ်မံပြီးတော့ရှင်းပြမှာဖြစ်တဲ့အတွက်တကယ်လို့သင်ကကြတော့ civil engineer ကျောင်းသားတွေ engineer တွေဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါမတိတာများရှိခဲ့ဆိုရင် comment မှာမေးလို့ရပါတယ်ပထမဆုံးစာအုပ်ကကြတော့သူက ETF and SAFE ဘောလုံး1စာအုပ်ပေါ့နော်ဘောလုံး1စာအုပ်မှာဆိုလို့ရှိရင် ETF and SAFE ကိုအခုမှစပြီးလေ့လာမဲ့သူတွေဒီ structural analysis design ကိုစိတ်ဝင်စားမဲ့သူတွေပေါ့နော်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်သူ 4 story RC structural analysis design 6 story RC structural analysis design ကိုသူမြန်မာဘာသာနဲ့တင်တန်းမှာတင်ထားတဲ့အတိုင်းကိုသူအစအဆုံးတင်ကြားပေးထားတာဖြစ်ပါတယ်ဒီစာအုပ်ကတော့ဒီစာအုပ်ကကြတော့ e-book နဲ့လည်းလူချင်တယ်ဆိုလဲရတယ်ဒါမှမဟုတ်ရှိရင်တော့ဒီပုံနှိပ်စာအုပ်နဲ့လူချင်တယ်ဆိုပြီးမြန်မာတနိုင်ငံလုံးကိုပို့ပေးတယ်အဲ့တော့ e-book လည်းရတယ်ပုံနှိပ်စာအုပ်လည်းရတာပေါ့နော်ဒါဆိုလို့ရှိရင်ဒါ ETF and SAFE ကိုအခုမှစပြီးလေ့လာမယ်ဆိုလို့ရှိရင်ဒီဘောလုံး1ကကောင်းပါတယ်နောက်တစ်ခါဒီဘောလုံး1ပြီးသွားဆိုဘောလုံး2ကတော့11 story RC high rise ပေါ့နော်11 story ဆိုတဲ့ကြောင့်ဒီ project ကကြီးွားတယ်သူအစအဆုံးပေါ့နော်သူကတင်ကြားပေးထားတယ်နောက်ပြီးတော့ဒီ book 3ကကြောက်တော့ဒါ ETFT ပေါ့နော် ETF နဲ့ဒီ steel ပုံလေးတွေပေါ့နော် structure design လေးတွေပုံမှာပြထားတာပေါ့နော်အဲ့မှာလေ့လာလို့ရတယ်နောက်ပြီးတော့ book 4ကကြောက်တော့ estimate စာအုပ်ပေါ့နော် estimate စာအုပ်ဖြစ်တဲ့အတွက်အဆောင်တစ်ခုလုံးရဲ့ကုန်ကျစရိတ်ကိုဒီ Excel နဲ့တွက်ချက်တာ Excel နဲ့တွက်ချက်ဘယ်လိုမျိုးလဲဆို AutoCAD မှာရှိတဲ့ဒီ archi ပုံတွေ structure ပုံကိုယူပြီးတော့ဒီ Excel နဲ့တွက်ချက်တာ Excel နဲ့တွက်ချက်တာဖြစ်တဲ့အတွက်လက်တွက်မဟုတ်ဘူးเนาะဒီဆက်တွက်ဖြစ်သွားတဲ့အတွက်ကြောင့်သူကမြင်မြန်ဆန်ဆန်နဲ့အသေးစိတ်ကိုသူကလှုပ်လို့ရတာပေါ့เนาะရှာလို့ရတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုဒီစာအုပ်ကတော့၄အောက်ပေါ့ETF and SAFE ဘောလုံး1 4 story 6 story RC structural analysis design book 2ကကြောက်တော့ဒီ11 story RC high rise book 3ကကြောက်တော့ ETFT ဖြစ်တဲ့ book 4ကကြောက် estimate စာအုပ်ပေါ့နော် e-book လည်းရတယ်ပုံနှိပ်စာအုပ်နဲ့လည်းမှားလို့ရတာပေါ့နော်နောက်တစ်ခါကျဗီဒီယိုသင်ခန်းစာတွေနော်တရားနဲ့ပတ်သက်ပြဗီဒီယိုသင်ခန်းစာတွေအများကြီးပဲရှိတယ်ဗီဒီယိုသင်ခန်းစာကကျ ETF and SAFE နဲ့ပတ်သက်ပြီးတော့ခုနစာအုပ်ထဲမှာတင်ထားတဲ့ဟာပေါ့နော်အဲဆိုလို့ရှိရင်4 story RC သူကဗီဒီယိုသင်ခန်းစာရှိတယ်6 story ပြီးတော့ steel building ပြီးတော့11 story ETF circular block design ပေါ့နော်နောက်ပြီးတော့ estimate ပြီးတော့ AutoCAD building 3D mass furniture modeling ပြီးတော့ office နော်2010 2016 TDP page maker in design ပြီး editing မှာဖုန်းနဲ့ပြင်တဲ့ဟာရှိတယ်ပြီးတော့ Premiere နဲ့ပြင်တဲ့ဟာရှိတယ်နောက်တစ်ခါ Microsoft project လည်းရှိရယ်နော်သူက Microsoft project လည်းရှိတယ်ဒါကြတော့ဒါတရားလေးကြဗီဒီယိုသင်ခန်းစာကကြတော့ဒါ link နဲ့ပို့ပေးမှာပြီးတော့ download ဆွဲပြီးတော့ကိုယ်ကွန်ပျူတာနဲ့ကိုလေ့လာရမယ်ဒါမှမဟုတ်လို့ရှိရင်ဒီ memory stick နဲ့လိုချင်တယ်ဆိုရင် memory stick နဲ့လည်းပို့ပေးတယ်စာအုပ်ကတော့၄မျိုးရှိရယ်နော်စာအုပ်ကတော့၄မျိုးရှိတယ်ဗီဒီယိုသင်ခန်းစာတွေလည်းအများကြီးရှိတယ်နောက်ပြီးတော့ English grammar ကိုလေ့လာခြင်းနဲ့အတူတွေကျောင်းသားတွေဆိုလို့ရှိရင် English grammar စာအုပ်၄မျိုးလည်းရှိတယ်အလဲတန်းစစ်အထက်တန်းစစ်ကျောင်းသားတွေအတွက်ပေါ့နော်ဒါဆိုလို့ရှိရင်အခုဒီနေ့ပြောပြတဲ့ဒီစာအုပ်တွေအားကြတော့ marginal စင် comment မှာမေးလို့ရတယ်နားမလည်တာအများရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်เนาะပြီးလို့ရှိရင် send message ကိုနှိပ်ပြီးတော့မှာလို့ရတယ်ဖုန်းဆက်ချင်လို့ဆိုပေးထားတဲ့ဖုန်းနံပါတ်ဖြစ်တဲ့399265393993နော်အဲ့ဒါသူ e-book နဲ့မှာချင်တာလားပြီးတော့ဒီပုံနှိပ်စာအုပ်နဲ့လိုချင်တာလားပြီးတော့သင်ခန်းစာလိုချင်တာလားဆိုတော့မေးလို့ရပါတယ်နော်ဒီလိုဒီတင်နန်းကိုယ်တိုင်လာတက်ချင်တဲ့ solution တော့ဒါမှမဟုတ်မျိုးမှာဒီဆရာကိုယ်တိုင်တင်ကြားပေးမှာဖြစ်ပါတယ်စောက်တရားကြတော့ဒါမြန်မာလိုနဲ့တင်နန်းမှာတင်ထားတဲ့အတိုင်းမြန်မာလိုသစင်းချင်းတင်ကြားထားတာဖြစ်တဲ့အတွက်မှန်တကယ်စိတ်ဝင်စားပြီးတော့လေ့လာခြင်းနဲ့ဒီတွေတက်ကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်